တိုင်းလက်အုပ်ချီပြီးနောက်ကညီညီလေးဆိုရအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာဥသုံးကြီးရှစ်ခိုးစရာလက်အုပ်ချစရာနေရာလည်းမရှိကောင်းညွတ်ယုံတော့ညိမ့်ပေါ့လေတရားနာပိဋကများလုံးအားကြီးနေများလုံးအားကြီးနေတော့ရှစ်ခိုးဖို့တောင်အတော်ခဲရင်သွားဟဲ့အနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးမြတ်စွာဘုရားသခင်ဟောကြားတော်မူတဲ့တရားတော်ကိုဘုန်းကြီးတို့ဂုဏ်တော်6ပါးနဲ့ပြည့်စုံပုံကိုဘုန်းကြီးဒီကနေ့ဟောပါဂုဏ်တော်6ပါးနဲ့ပြည့်စုံတဲ့တရားကိုအားလုံးရောက်ရှိလာကြတဲ့ဒကာဒကမတွေနားလည်လောက်တဲ့စကားလုံးနဲ့ဘုန်းကြီးသုံးပြီးတော့ဟောမှာဖြစ်ပါတယ်ဘုရားတရားတော်သည်ဂုဏ်မဲ့သောတရားမဟုတ်ဂုဏ်ရှိသောတရားဖြစ်ပါတယ်အဲ့ဒီဂုဏ်ရှိသောတရားတော်ကိုနာကြားရတဲ့ပုဂ္ဂိုလ်များသည်တရားတော်ရဲ့ဂုဏ်ကျေးဇူးကြောင့်လောဘတွေချုပ်နေတယ်ဒေါသတွေချုပ်နေတယ်ယခုအချိန်မှာမောဟတွေချုပ်နေတယ်မာနဒိဋ္ဌိတွေချုပ်နေအဲ့ဒီလောဘဒေါသစသောပပင်စတရားတွေချုပ်နေတဲ့အချိန်ခါမှာတရားနာပရိသတ်ကြီးရဲ့အစ္ဆဒတန်တံမှာမိမိတို့ပူပန်ကြောင်းဖြစ်တဲ့တရားတွေချုပ်နေခြင်းကြောင့်အေးတဲ့အရသာလေးကိုခံစားနေရပါတယ်ဒါနိဗ္ဗာန်ရဲ့သဲလွန်စပရိသတ်ကြီးဘာရဲ့သဲလွန်စပါလဲနိဗ္ဗာန်ရဲ့သဲလွန်စတချို့ကမြတ်စွာဘုရားဟောထားတဲ့နိဗ္ဗာန်ကိုကပြက်ကချော်တောင်ပြောကြမင်းတို့ပြောတဲ့နိဗ္ဗာန်ရှိသလားကွာမေးကုန်ပြီကျွတ်တို့ဗမာပြည်မှာဖြေတဲ့လူကရှိတယ်နိဗ္ဗာန်ဘာတွေရှိတုံးကွာဘာမှမရှိဘူးတဲ့ဘာမှမရှိပြင်းစရာကြီးကွာတဲ့ရုပ်ရှင်မကြည့်ရအရက်မတော့ရဖဲမရိုက်ရရုပ်ရှင်ကိုပြက်လုံးထုတ်ဘာသာရေးမှာအတော့ကိုအောက်တန်းကြတဲ့စကားလုံးပေါ့ဒီပြင်စကားပြက်လုံးထုတ်ဖို့ကောင်းဒီထဲမဲသေးတဲ့မင်းတို့နိဗ္ဗာန်ရှိတယ်ဆိုရင်ငါကြည့်ခြင်းလို့ပြစမ်းกว่าဒီတော့ဟိုလူကပြန်ဖြေတယ်နိဗ္ဗာန်ဆိုတာတဲ့မျက်စိနဲ့မြင်အောင်ကြည့်လို့ပဲဖြစ်မတော့တဲ့ဟာရှိဖြစ်ရမှာပေါ့ကွာတဲ့တို့ကလက်တွေ့မှယုံတာကွာမင်းကငါလက်ပတ်နာကြီးရှိသလားမေးတယ်ငါရှိတယ်လို့ပြောကင်ကြည့်တယ်လို့ပြစမ်းဆိုငါပြမယ်ရော့ကွာဟောတော့မှလက်ပတ်နာကင်ကြည့်တို့ကဒီလိုမှယုံတာကွာဒီလိုလှုပ်လာတယ်ပိဋကမင်းတို့နိဗ္ဗာန်ရှိတယ်လဲပြောပြီးတော့မျက်စိနဲ့ကြည့်လို့လည်းမမြင်ဘူးလက်နဲ့ကင်ပြလို့လည်းမရဘူးဆိုရင်ဟေးမရှိဘူးကွာတဲ့ဒီတော့ဟိုလူကလည်းဘာပြန်ပြောတော့ဒါတော့ကျွတ်တို့လည်းမသိဘူးနိဗ္ဗာန်လုံးလေရိုက်မှတ်ထားနော်နိဗ္ဗာန်ဆိုတာမျက်စိနဲ့ကြည့်လို့မမြင်ဘူးလက်နဲ့ကင်ကြည့်လို့မရဘူးခင်ဗျားတို့သဲလွန်စလေးတော့ကြုတ်ပြပါကျုပ်ကလည်းနိဗ္ဗာန်ကတစ်ခေါက်မှပြန်ခဲ့ဘူးတဲ့ဘုန်းကြီးမဟုတ်တော့ဟင်္ဒရဘက်ကနိဗ္ဗာန်တော့ရောက်ပါတယ်တစ်ခေါက်မှပြန်ခဲ့ဘူးတဲ့ဘုန်းကြီးမဟုတ်တော့လေခင်ဗျားတို့ကိုတိတိကြကြကိုယ်တွေ့အနေအားဖြင့်မတင်ပြနိုင်ပါသို့တော့ဒီနိဗ္ဗာန်ရရင်ဒီလိုသဘောရှိဒီနိဗ္ဗာန်ရောက်အောင်ဘယ်လိုလုပ်ရတယ်ဆိုတာတော့ဖြင့်ဘုရားအဆုံးအမစကားတော်သာသနာတော်တွေကထုတ်ပြီးတော့ကျွတ်တို့ကပြောလို့ရ
သဲလွန်စာလေးလောက်ဘုန်းကြီးပြရမှာပါဒီတော့တရားနာပိဋကကြီးကိုဘုန်းကြီးမေးပါပိဋကကြီးယခုတရားနာနေတဲ့အချိန်ခါမှာခမည်းတော်အစ္ဆဒတန်တံမှာဟိုဟာလိုခြင်းဒီဟာလိုခြင်းဆိုတဲ့လောဘများရှိဒါတော့သဘောပေါက်ဘယ်တော့မှမရှိတာတော့ခုတရားကိုအာယုံပြုတ်နေတဲ့အချိန်ပိဋကကြီးအာယုံဆိုတာနှစ်ခုယူလို့ရရဲ့လားမရဘူးအာယုံတစ်ခုတည်းယူလို့ရတရားတော်ကိုဘုန်းကြီးဟောတဲ့အတန်လေးတွေထဲမှာအာယုံပြုတ်နေခိုင်းမှာလောဘမရှိဘူးလောဘချုပ်နေတယ်ဒါဖြင့်တရားနာပိဋကကြီးဘုန်းကြီးမေးအောင်တရားနာပိဋကရဲ့အစ္ဆဒတန်တံမှာဒေါသတရားများရှိဒေါသတရားရှိရင်ဘယ်ဒီလူတွေဒီလောက်ထိအောင်ပြည့်ညတ်ပြီးထိုင်လို့ရဝက်လန်းတော့ပဲဆိုရင်ကြိတ်နဲ့လောဘရောဒေါသရောမင်းသားလေးကြည့်ခြင်းနဲ့လောဘမင်းသမီးလေးကြည့်ခြင်းနဲ့လောဘကြည့်ခြင်းနဲ့လောဘဖြစ်နေတော့ရှေ့ကခေါင်းကြီးကလာကွယ်လိုက်တော့မတ်တက်ရလိုက်တော့မမြင်တာနဲ့နောက်ကဒေါသထွက်လာဟဲ့ကောင်မရနိုင်ဘူးဘယ်ထူဟဲ့ကောင်ဘယ်နဲ့ထူလိုက်မခေါင်းကိုစားသွားမယ်မထိုင်ဟောတရားနာပိဋကဒေါသဖြစ်လာကွဲကြည့်တယ်လောဘနဲ့ဒေါသနဲ့ဒီတဲ့တချို့ကလေးမလေးတွေကမင်းသားထွက်လာတယ်ဆိုတော့မမြင်ရလို့ဒူးလေးနှစ်ဖက်ထောက်ပြီးပေါင်ပေါ်လက်နှစ်ဖက်ထောက်ပြီးတော့ရှေ့ကလေပင်လေးစမ်းပြီးတော့ကြည့်လိုက်နောက်ကမိန်းမကမမြင်ရတော့မကြည့်နာဘူးဟဲ့ကောင်မထားနဲ့မမြင်ရဘူးထားတယ်ပြမတော့ထားဒေါသတရားပွဲမှာပရိသတ်ကြီးအဲ့ဒီလိုဒေါသရှိရလားလောဘလိုခြင်းနဲ့လောဘမရှိခြင်းကြောင့်လိုခြင်းတာမရလို့ဖြစ်လာမဲ့ဒေါသတွေလည်းချုပ်နေပါသည်မှန်ရလားဘုန်းကြီးပြောတာသို့တော်လည်းပဲလောဘချုပ်တယ်ဆိုပေမဲ့လို့တရားသာနားနေတာဟိုကောင်ချီးထားတဲ့ငွေတရားဟိုမိမချီးထားတဲ့ငွေတရားနဲ့ဖြင့်ကတော့သွားတောင်းအောင်မပါဘဲဆိုတဲ့ယောက်ျားမိန်းမတွေအလွတ်ပေါ့ဒီထဲမပါတော့ပါဘူးအာယုံပြောင်းမြန်လို့ပြောနေတာပရိသတ်ကြီးအာယုံပြောင်းကမမြန်ဘူးလားမြင်ဘူးလားတချို့ကလေးလေးဇဝဲပေါ်တင်လို့အာယုံပြောင်းမြန်ပုံလေးပြောမလို့ကလေးလေးဇဝဲပေါ်တင်ပြီးတော့လင်လုတ်တဲ့လူကကလေးလေးချိုင်းကလက်နှစ်ဖက်မပြုံးနေတယ်အာယုံကြည်သားဟဲ့အမမင်းသားလေးကရနိုင်ပေပြုံးနေတယ်အာယုံပြောင်းပုံပြောမလို့တော့ကြတော့ကလေးရဲ့လက်ကလေးတွေဆိုတာကတရားနာပိဋကငယ်ရွယ်လူလေးကလက်ကလေးတွေကသွေးလေလှုပ်ရှားလို့အလိုလိုကြောကြလက်ကလေးကပါဇက်စီထိုးလာလိုက်အခေါင်းပေါ်ရောက်သွားလိုက်တော့ကြသူ့ပိုက်ထဲခွေထိုးလိုက်အဲ့ဒါသူ့စိတ်ထဲကတယ်ထင်ဘယ်ကြိုင်းမှမရနိုင်လို့ကင်ထားတဲ့ကလေးဘယ်နဲ့လောက်ကချင်းတာမိမလှုပ်တဲ့လူကလက်ခုပ်တီးပြီးတယ်အမဟုတ်သားပဲတိန်ချိုပြောလို့ပြုံးတော့မယ်အာယုစာတစောင်းနဲ့ရောက်လာဧကကြီးပြောနေတော့ဗာရောက်လာစာတစောင်းရောက်လာတော့ကလေးကိုမိမပေးပြီးယောက်ျားလှုပ်တဲ့လူကဖောက်ဖတ်လိုက်စာရဲပါလာတာကရောက်ဖသေးလို့ညာလာရှိဘယ်နဲ့ဖြစ်ပါလဲနေရွက်နောင်နာဆံသာလေးကုတ်လို့သူရှိတော့တိတ်ချိုမရှိဘူးသူမိမကဘာပြောတော့အမလေးတဲ့တော်ရသာစာဖတ်နေတာတော်သားလေးကကရုံးနဲ့တိတ်ချိုသူကမသိသေးဘူးဒီတော့ယောက်ျားလှုပ်တဲ့လူကပြောတယ်မင်းတိတ်ချိုမနေနဲ့တဲ့မင်းအကူကြီးပြက်စီးပါတဲ့ဟဲ့မလေးကိုကြီးတိတ်ချိုထွက်ပြီရှိသေးလားတိတ်ချိုအာယုံဆိုတာအလွန်အပြောင်းမြန်တယ်နော်ပရိသတ်ကြီးဒါကြောင့်ခမည်းတော်အစ္ဆဒတန်တံမှာ
တကယ်အာယုစိုက်နေခိုက်မှာဘယ်လောဘမှမရှိတာအမှန်ပါပဲဘယ်ဒေါသမှမရှိတာအမှန်ပဲပြိဿအဲ့ဒီလောဘဒေါသမောဟတွေချုပ်နေတော့ပြိဿကြီးရဲ့အစ္ဆဒတန်တံမှာအေးမနေဘူးလားပြိဿနည်းနည်းမေးမယ်နော်အေးနေတာကိုပြိဿကြီးဘုန်းကြီးမေးကျင်တာကမျက်စိနဲ့မြင်သလားမမြင်ပေမဲ့လို့အသိတရားလေးဉာဏ်နဲ့ရှင်လိုက်တော့ပြိဿကြီးအေးမှန်းကိုသဘောပေါက်လာတယ်ပေါက်ဟုလားပြိဿအဲ့ဒီအေးနေတဲ့သဘောကိုတရားနာပြိဿကြီးမြင်နိုင်တဲ့သဘာဝက6ခုရှိတယ်။ဂိုင်းဆိုကြည့်တာနောက်ကလက်ချိုးပြီးတော့အသိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟဘယ်နှခုမှတ်မိမလားပြောစမ်းဟေးဘာပြောတာတော့ရိုင်ရွဲ့ကုန်ပြီပထမတော့ထွက်လာသီးဘုရုဘာသာဘာမှမသိတော့တစ်ခေါက်ထဲနဲ့မရသေးရင်ဘုန်းကြီးပြောမယ်အေးယူသွားကြဟေ့ဒီနေ့တရားကုံတော်ကြောင့်ဟောမလို့အသိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟတစ်ခေါက်ပြောအသိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟပြန်ပြောစမ်းပါငါဆိုတဲ့လူတွေအများကြီးပါပဲနော်ရော့တုတ်အဲ့ဒီ6ခုနဲ့မှမြင်လို့ရပါတယ်အေးနေတဲ့သဘာဝလေးကဲမျက်စိနဲ့ကြည့်လို့မြင်ရလားပြိဿမြင်လုံးကိုမိတ်ထားပေမဲ့လို့လူချင်းနဲ့လောဘမရှိလို့လူချင်းနဲ့လောဘမရှိခြင်းကြောင့်လောဘကြောင့်မရလို့ဆင်းရဲလာမဲ့အပူတရားတွေငါအစ္ဆဒတန်တမရှိပါဘောလားလို့မသိဘူးလားဉာဏ်ကလေးနဲ့တော့မမြင်ဘူးလားဝိဇ္ဇာလေးနဲ့ကောမမြင်ဘူးလားအမောဟနဲ့ကောမမြင်ဘူးလားဒါဖြင့်မျက်စိနဲ့ကြည့်လို့မမြင်မှုသဘောပေါက်ပါလားကဲဒါဖြင့်ကောင်းပြီအစ္ဆဒတန်တအေးနေတဲ့သဘာဝလေးကိုဟိုက်ဒီမှာအေးတုံးကြီးกว่าလို့ရေခဲတုံးကြီးလက်နဲ့ကင်ပြသလိုများကင်ပြလို့ရပါလက်နဲ့ကင်ပြလို့မရပေမဲ့လို့တရားနာနေတဲ့အချိန်အေးနေတဲ့သဘောလေးကိုမျက်စိမှိတ်ထားတော့လဲဉာဏ်လေးနဲ့တော့မသိဘူးလားဝိဇ္ဇာလေးနဲ့ကောမမြင်ဘူးလားအဲ့ဒါနိဗ္ဗာန်ရဲ့သဲလွန်စားမျက်စိနဲ့ကြည့်လို့မြင်ရလားလက်နဲ့ကင်ပြလို့ရရလားမရပါဘူးဆိုမှဟိုလူတွေကနိဗ္ဗာန်လက်နဲ့ကင်ကြည့်ခြင်းပြန်တယ်နောက်ကင်ကြည့်ခြင်းတဲ့လူတွေပြလိုက်ကြစမ်းမှာကင်ကြည့်လို့ရတဲ့ဟာကြီးကျုပ်တော့ဒီတိုင်းပြောခြင်းဘာကြီးတော့မမင်းနဲ့အဲ့ဒီကင်ကြည့်လို့ရတဲ့ဟာကြီးတပြလိုက်ဘယ်ရုပ်ဒုက္ခဗျာလက်နဲ့ကင်ကြည့်လို့မရပါဘူးဆိုမှကင်ကြည့်ခြင်းတယ်အခုနိဗ္ဗာန်ရဲ့သဲလွန်စကိုပြနေသည်တရားနာတော့လောဘဒေါသတွေချုပ်နေသလိုအိမ်မှာနေတဲ့အချိန်တနေကုန်ချုပ်ရင်တနေကုန်ဘလောက်အေးလိုက်မတုံတော့တလလုံးချုပ်ရင်တလလုံးဘလောက်အေးလိုက်မတုံဒီဒေါသဒီလောဘဒီမောဟတွေတစ်နှစ်လုံးချုပ်ရင်တစ်နှစ်လုံးဘလောက်အေးလိုက်မတုံမလေးတစ်သက်လုံးချုပ်ရင်ဘလောက်အေးလိုက်မတုံဟောဒီလောဘဒေါသမောဟတရားတွေခူအောင်ရာဖြစ်တဲ့ဒီယုံနံခန္ဓာကြီးအစပြောက်ချုပ်တဲ့နိဗ္ဗာန်ဆိုတာဘလောက်အေးလိုက်မတုံးလို့တမျောတခေါ်ကြီးလှမ်းကြည့်လို့မရဘူးလားပြိဿမျက်စိနဲ့လားဉာဏ်နဲ့မှတ်ထားနော်လက်နဲ့လားဉာဏ်နဲ့ဒါကြောင့်တရားနာပြိဿကြီးနိဗ္ဗာန်ရဲ့သဲလွန်စာဒီလောက်လေးပြရင်ဖြင့်တရားနာပြိဿတကယ်ချုပ်တဲ့တကယ်ငြိမ့်တဲ့တကယ်အေးတဲ့သဘာဝကိုသဘောပေါက်တော့ပါပြီသဘောပေါက်ရလားပြိဿနိဗ္ဗာန်ဘာမှမရှိဘူးဆိုတာပြင်းတဲ့တချို့ကသူတို့ကပူနေရမှာ
လူချင်းနေရမှာစိတ်ဆိုးနေရမှာလူချင်းနာလေးမရရင်မြဲရည်ကြနေရမှာအမလေးဒီထဲတချို့လူငယ်တွေကပြောသေးဩတဲ့သူနဲ့ငါမေတ္တာရှိရတာစိတ်ဆင်းရဲလိုက်တာနော်ဘာဖြစ်လို့တော့နဲ့တွေ့နေရတဲ့ချိန်လေးပျော်ပြီးတော့မတွေ့လို့သူနဲ့ကင်းကွာနေရတဲ့အချိန်နဲ့မျက်ရည်ကျရတာပဲတဲ့ဒါပေမဲ့လို့သူနဲ့မတွေ့လို့မျက်ရည်ကျရတာလေကိုကငါအရသာရှိလိုက်လေခြင်းတော့ငိုရတာအရသာရှိတယ်ထင်တယ်လွန်ရတာအရသာရှိတယ်ထင်တယ်မျောရတာအရသာရှိတယ်ထင်တယ်ဒီလိုထင်းနေတဲ့အယူဝါဒကြီးမပြောက်သမျှမလွန်းတဲ့မပူတဲ့မဆွေးတဲ့မငိုရတဲ့နေရာကိုပြင်းတယ်လို့ဆိုတာပုထုဇဉ်ရဲ့သဘာဝမှုညင်းမရဘူးရပါမလားပြိဿကြီးမရဘူးပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးနိဗ္ဗာန်ဆိုတာကြုံမေးယုံနေဂတ်တွေထောင်နေရှိဘူးဘာလို့ယုံကထောင်မရှိတာတုံးဆိုတော့ခန္ဓာ၅ပါးအမိပြုတ်ပြီးလှုပ်ရှားသွားလာနေတဲ့ယုံနာနှစ်ပါးလူဆိုတာတွေမရှိလို့ယုံကထောင်မရှိဘူးလူတွေရှိရလားနိဗ္ဗာန်ကမရှိဘူးလူတွေမရှိတော့ဒီခန္ဓာနာယုံမှမရှိဘဲနဲ့အဲ့ဒီအတွင်းမှာခိုအောင်စရာဖြစ်တဲ့ခိုးတဲ့စိတ်တွေရှိရလားခိုးခြင်းတဲ့စိတ်တွေမရှိတော့ဘူးသခိုးတွေရှိပါဟေ့တတ်ချင်တဲ့စိတ်တွေမရှိတော့ဘူးဓမြတွေရှိပါတတ်ချင်တဲ့စိတ်တွေမရှိတော့လူသားကောင်တွေရှိပါဒီလိုမရှိသဖြင့်ဘုန်းကြီးမေးချင်တာကတရားနာပိဋကကြီးယုံကထောင်ဆိုတာလူဆိုးတွေအတွက်ထားတာလားလူကောင်းတွေအတွက်ထားတာလားအဲ့ဒီလိုလူဆိုးတွေရဲ့အလုတ်ကိုလုံနိုင်တဲ့ခန္ဓာနာယုတ်အစပြောက်သဖြင့်လူဆိုးဓမြမရှိသဖြင့်ယုံကထောင်ဆိုတာနိဗ္ဗာန်မှာထားစရာလိုရဲ့လားသဘောပေါက်တယ်နော်ခုတော့ပေါက်ပါတယ်ကလေးတွေပေါက်ပါတယ်လူကြီးတွေလည်းပေါက်မှာပါအန်ကြိုက်ကျန်ဒီကတရားဝဲကလေးတွေအိမ်ဆောင်ထားမရဒီတော့ကောင်းပြီတရားနာပိဋကရေအဲ့ဒီယုံကထောင်မထားရတဲ့နိဗ္ဗာန်လူဆိုးတွေမရှိလို့သခိုးတွေမရှိလို့ဓမြတွေမရှိလို့အခုတော့ခမည်းတော်ကျွတ်လူပြေမှာစာရိတ္တကအတော်ပြည့်နေတော့ယုံကထောင်မှာလူစီးတယ်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ဟေးမခိုးရင်ကောင်းတဲ့ခိုးရင်မင်းတို့ဒီလိုခံရလိမ့်မယ်လက်ထိတ်တွေနဲ့လည်းလူတွေဆွဲခေါ်သွားတာအချုပ်ကားကြီးတွေနဲ့လည်းတင်သွားတာဟေးမတိုက်နဲ့တိုက်ရင်ဒီလိုခံရလိမ့်မယ်ဟေးအမျိုးသားအမျိုးသမီးချင်းမစော်ကားနဲ့စာရိတ္တမန်တိုင်းမပြည့်နဲ့ပြည့်ရင်မင်းတို့ဒီလိုခံရလိမ့်မယ်လက်ထိတ်နဲ့ခေါ်သွားအချုပ်နဲ့ခေါ်သွားခမည်းတော်တို့မျက်စိအောက်တယ်တော်ကြထောင်နဲ့ချအကျဉ်းနဲ့ချယောက်ျားလုပ်တဲ့လူထောင်နဲ့ရောက်နေတော့မိန်းမကမျက်ရည်စာလေးနဲ့ထမင်းလေးသွားပို့ဆေးလိပ်လေးသွားပို့ကျုပ်စိတ်မချမ်းသာပါဘူးတော့အပြင်ဘက်ကဟိုအတွင်းကလည်းမိန်းမငိုတော့စိတ်ခဲကတော့မချမ်းသာဘူးပေါ့မချမ်းသာပြီမဲ့ဟာတော့မပူနဲ့ခင်ဗျာဘွားထိုးဘူးမပူနဲ့အောင်မဲသူကမလျှော့သေးဘူးတန်တိုင်ကြီးလက်နှစ်ဖက်နဲ့ကိုင်းလို့ဒါကြောင့်တရားနာပိဋကကြီးဒီယုံနေဂတ်တွေထောင်နေထားပြီးတော့လူဆိုးတွေသခိုးတွေဓမြတွေယုံမာတဲ့လူတွေမရှိအောင်နှိပ်ကွနေရခြင်းဒီလောဘဒေါသမောဟတွေကြောင့်ဆိုတာရှင်းရလားပိဋကဒါဖြင့်ဟိုလောဘဒေါသမောဟအစပြောက်ချုပ်တဲ့နေရာကိုထားခဲ့ကြအောင်စို့ယခုတရားနာနေတဲ့အချိန်ကလေးမှပင်လျင်ခမည်းတော်ဣဇဒတဏ္ဍလောဘဒေါသမောဟမရှိတော့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကဟောခမည်းတော်လာပြီးတော့အနှောက်အယှက်ပေးရဲ့မပေးဘူးသူတော်ကောင်းနေဗုဒ္ဓသာသနာမြန်မာနိုင်ငံမြန်မာအစိုးရအုပ်ချုပ်နေသောအခါမြန်မာအစိုးရမင်းများခွင့်ပြုချက်အရာသူတော်ကောင်းတွေဆိုတော့အဲ့ဒါလိုယုံကထောင်ပို့ဖို့ဆိုတာဝေးရောအနှောက်အယှက်တောင်မပေးဘူးဒါနိဗ္ဗာန်ရဲ့သဘာဝလေးပေါ်လွင်စေခြင်းလုံးလို့မှန်လားပိဋကကြီး
နိဗ္ဗာန်ရဲ့သဲလွန်စာလေးကိုမြင်ကျင်လွန်းလို့ကျွတ်တို့ကဗျာကဲဒါဖြင့်ကောင်းပြီအဲ့ဒီလောဘဒေါသမောဟချုပ်ရချုပ်ကြောင်းဖြစ်တဲ့ချုပ်နေတဲ့နိဗ္ဗာန်ကိုရောက်ရရောက်ကြောင်းဖယားဟောတဲ့တရားတော်ဂုဏ်တော်6ပါးရှိဘယ်နှပါးရှိမြတ်စွာဘုရားကိုယ်တော်များဟောကြားထားတဲ့တရားတော်ကဂုဏ်တော်6ပါးရှိသည်ဧဒါကြီးဘယ်နှပါးတော့နားလည်အောင်ပြောမလို့ပြုတ်ယောက်ျားမိန်းမကလေးလူကြီးအကုန်လုံးနားလည်သွားအောင်တရားနာနေတဲ့အချိန်ခါမှာလောဘဒေါသမောဟချုပ်လို့ငြိမ့်နေတဲ့အေးနေတဲ့သဘောသည်ပရိသတ်ကြီးကောင်းသလားမကောင်းဘူးဘုရားကိုယ်တော်မြတ်ကဒီလောဘဒီဒေါသဒီမောဟတွေကိုချုပ်ရချုပ်ကြောင်းဖြစ်တဲ့ဒုက္ခတာဂုံဆိုတာအစအလေအစိုးကောင်းခြင်း၃ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟောကြားထားခြင်းဒီဒါဒုက္ခတာဂုံလို့ဒီလိုခေါ်တယ်ဘာဂုံခေါ်တော့ဒုက္ခတော့သူ့အခါတော့မြတ်စွာဘုရားအစလည်းအစိုးဥပမာ၄ပါရရှိတဲ့တရားထာမှာပထမပါရအစဤကောင်းခြင်းအလယ်နှစ်ပါရအလယ်ဤကောင်းခြင်းနောက်ဆုံးစတုထဖြစ်တဲ့ပါရအဆုံးဤကောင်းခြင်းဂါထာလေးတစ်ပုဒ်ကစ၍ဘုရားဟောတော်မူသောတရားတော်မြတ်သည်အစအလယ်ဆုံးကောင်းခြင်းနဲ့ပြည့်စုံစွာဟောထားလို့ဒါသက္ခတာဂုဏ်နဲ့ပြည့်စုံတဲ့တရားလို့သဘောပေါက်ရဲ့လားကဲဒါဖြင့်ကောင်းပြီအဲ့ဒီတရားကိုမိမိတို့ကိုယ်တိုင်နာကြမိမိတို့ကိုယ်တိုင်အာယုံစိုက်နေမိမိတို့ကိုယ်တိုင်နှလုံးသွင်းနေဟောဒီနှလုံးသွင်းနေတဲ့တရားနာပရိသတ်မှန်သမျှကိုယ်တိုင်အာယုံစိုက်ကိုယ်တိုင်နှလုံးသွင်းဥပမာတစ်ခုတရားအထုတ်တဲ့အချိန်ဆိုရင်ကိုယ်တိုင်အထုတ်ဒီလိုအထုတ်နေတဲ့အချိန်ခါမှာဒီငြိမ့်နေတဲ့သဘောကြောင့်အေးနေတဲ့သဘာဝကိုပရိသတ်ကြီးကိုယ်တိုင်မမြင်ဘူးလားအဲ့ဒါကိုပင်လျင်ကျွတ်တို့တန်ဒိဋ္ဌိကဂုံလို့ဒီလိုခေါ်တယ်တန်ကတပုတ်ဒိဋ္ဌကတပုတ်ဣကကတပုတ်တန်ကကိုယ်တိုင်ဒိဋ္ဌကမြင်တယ်ဣကကအတ်တန်ဒိဋ္ဌိကမြန်မာလိုပြန်လိုက်တော့ကိုယ်တိုင်မြင်အပ်တဲ့တရားပရိသတ်ကြီးဘယ်လိုတရားတော့ကိုယ်ပိုင်ဉာဏ်ဖြင့်ကိုယ်တိုင်မြင်အပ်တဲ့တရားသည်ဘာဂုံလုံးပရိသတ်တန်ဒိဋ္ဌိကဂုံကဲမရအောင်မဲ့တခါကြီးတယောက်ကနေပြီးတော့အာထုတ်တာကိုကျုပ်ကမြင်နိုင်မှာမလားမမြင်ဘူးသူရဲ့ကိုယ်ပိုင်ဉာဏ်လေးနဲ့အာထုတ်နေရင်သူကိုယ်တိုင်မြင်အပ်လို့ဘုရားကဒါတန်ဒိဋ္ဌိကတဲ့ဒါကြောင့်တရားနာပရိသတ်ကြီးမိမိကိုယ်တိုင်အာထုတ်မှမြင်အပ်တဲ့တရားကိုအစားထိုးပြီးတော့ပရိသတ်ကြီးပတ်ဆံနဲ့ငှားပြီးအာထုတ်ခိုင်းလို့များကိုမြင်မှာအဲ့ဒီလိုဆိုလွယ်တာပေါ့ဗျာဖရာတရားတော်တွေပတ်ဆံရှိတဲ့တထေးတွေကငှားပြီးအာထုတ်ခိုင်းနေမှာပေါ့ဒါပေမဲ့လို့ဒီလိုငှားပြီးတော့အာထုတ်ခိုင်းလို့မရကိုစားသွင်းပြီးတော့အာထုတ်ခိုင်းလို့မရကိုယ်တိုင်အာထုတ်မှကိုယ်တိုင်မြင်အပ်တဲ့တရားမို့ဘာခုံခေါ်ပါလဲတန်ဒိဋ္ဌိကဂုံတော်ဘယ်နှပါးရှိသွားဘယ်နှပါးရှိသွားဘယ်နှပါးရှိသွားဓမ္မလက်ညှိုးထောင်ပြလိုက်ဘယ်နှပါးရှိသွားပထမဂုံကပါတဲ့ပက္ခတာဂုံဒုတိယဂုံကပါတဲ့တန်ဒိဋ္ဌိကဂုံဘယ်နှပါးရှိသွားတော့ဟဲ့6ပါးဆိုတော့ဘယ်နှပါးလို့သေးတော့ဟဲ့နောက်တစ်ခါလာလိမ့်မယ်အကာလိကဂုံဆိုတာအခါမလင့်အကျိုးပေးအခုတရားနာအခုလောဘချုပ်အခုတရားအထုတ်အခုဒေါသချုပ်အခုတရားနှလုံးသွင်းအခုမောဟချုပ်ဒါကြောင့်အခုလို့အခုငြိမ်းအခုသိတဲ့ဂုံဟာအကာလိကဂုံလို့ဒီလိုခေါ်တယ်ပိဿကြီးဘုရားတရားတော်ကအခုအာထုတ်တာနဲ့ဖြင့်ငါကြောင့်မှသိမှာဟဲ့လို့များဟုတ်ကဲ့လားပိဿဒါဖြင့်ဘုရားတရားတော်ကအကျွေးလားလက်ငင်းလားဟဲ့လက်ငင်းတော့လက်ငင်းအခုတရားနာတယ်အခုလောဘဒေါသမောဟအခုချုပ်တယ်အခုငြိမ်းတယ်ဒါကိုအခုသိအဲ့ဒါဘာကုန်လဲဟဲ့အ
ကာလိကခုံလို့ခေါ်တယ်အများနာလဲအောင်ပါနည်းနည်းရင့်ကျက်ပြီးသားပုဂ္ဂိုလ်တွေကတော့ကြာဏီကံတရားနှောင့်နှေးတတ်ပါတယ်သူတို့ကတော့တောက်ဆိုအမလေးနောက်ကနေနောင်လိုက်ပြီးတော့တခါလေသူတို့ညံကလေးတွေကရင့်နေတာကိုပြိဿရဲ့ဒါပေမဲ့လို့ကျုပ်ကဘလုံးရှုပ်ထွေးကြော်တဲ့နိုင်ငံကျော်ဆိုတော့ကလေးလေးလေးတဲ့သဘောမပေါအောင်စာမတတ်တဲ့မိမတွေလည်းနားလည်အောင်ဒီလိုလူပြိနားလဲတဲ့စကလုံးနဲ့တုံးပြီးတော့ဟောနေရလို့နည်းနည်းရင့်ကျက်တဲ့ပုဂ္ဂိုလ်များနှောင့်နှေးတယ်လို့မထင်ပါနဲ့ဗျာခမည်းတော်တဲ့ညံသေးသိမ့်တဲ့ပုဂ္ဂိုလ်တွေအတွက်တစ်ဖက်တစ်လမ်းကဝမ်းမြောက်ကြပါတော့လို့ဒီလိုတုတ်ကတောင်းပါရမှန်လားပြိဿကြီးအခုတရားနာတယ်အခုလောဘဒေါသမောဟအခုချုပ်တယ်အခုငြိမ့်တဲ့ဓာကိုအခုသိတဲ့ဂုံဟာဘာဂုံလုံးပြိဿအကာလိကဂုံလက်ငင်းလားအကျွေးလားပြိဿဒီနေ့တရားနာတာကိုတရားနာပြိဿကြီးနတ်ဖြင့်ငါမှသိတာလားခုသိကဲအကာလိကလက်ငင်းဒီဂုံပြီးသွားတော့ဘယ်နှပါးရှိသွားပါလဲ၃ပါးရှိသွားပြီအဲ့ဒီအကာလိကဂုံပြီးတော့တခါလာပြန်တယ်ပြိဿအေဟိပတ္တိကဂုံနဲ့ဘာဂုံလုံးပြိဿအေဟိပတ္တိကဆိုတာအေဟိပတ္တဣကအေဟိလာခဲ့ပါတဲ့ဘုရားကပတ္တရှုကြည့်စမ်းပါလာလဲရှုလဲဟူသောအစီရင်ကိုခံတိုက်လို့အေဟိပတ္တိကခေါ်လာလဲရှုလဲဆိုတာဘုရားကရင်ခေါ်တာလားမဟုတ်ဘူးဟဲ့တရားတော်တွေကိုကသူတို့ကိုယ်တိုင်လက်ရခေါ်နေလို့သူတို့တဘာဝလက်ရခေါ်သည့်အလျောက်သဘောပေါက်ပြီးသိနာလဲနိုင်လို့ထိုခုံကိုအေဟိပတ္တိကကိုဘာခုံနဲ့တော့တရားတော်တွေလက်ရခေါ်ပုံလေးကြုတ်ပြောလက်ရခေါ်ပုံလေးပရိသတ်ကြီးခင်ဗျားတို့လောဘနည်းနည်းလေးသွားကြည့်စမ်းပါလောဘပရိသတ်ကြီးဘာသွားကြည့်ရမလဲလောဘမြန်မာလူပြန်တော့ဘယ်လိုခေါ်တယောက်ချင်းထွက်ပရိသတ်ကြီးလောဘမြန်မာလူပြန်တော့ဘယ်လိုခေါ်တယ်အကုန်ဖြေသားမှာဘယ်လိုခေါ်လဲမလီလူတွေများကြီးနော်ငြိမ့်နေလုပတိတိလောဘလူချင်းတာကိုလောဘအဲ့ဒီလူချင်းနဲ့လောဘကိုသွားကြည့်ရင်ဘိသကြီးသူ့သဘောလက္ခဏာဘာကိုတွေ့မှာပါလိမ့်ကျုပ်ပြောသားမှာလောဘကခေါ်နေတယ်ခမည်းတော်ကိုအမေကြီးတဲ့ကျုပ်လာကြည့်စမ်းပါတဲ့ကျုပ်ကလောဘတဲ့လာခဲ့ပါတဲ့ကျုပ်ကိုရှုကြည့်စမ်းပါတဲ့ကျုပ်ကတော့လိုချင်တယ်နော်တဲ့သူ့သဘောလေးကိုလောဘကလက်ရခေါ်နေဒေါသကလည်းခမည်းတော်ကိုခေါ်နေတယ်ပြောပါကြီးလာစမ်းပါကျုပ်သဘောကတော့ခက်ထန်တယ်နော်ကြမ်းတမ်းတယ်နော်ဟောသူ့သဘောလေးဒေါသကလည်းလက်ရခေါ်အမာနကလည်းလက်ရခေါ်နေတယ်ကျုပ်လာကြည့်စမ်းပါတဲ့ကျုပ်သဘောကလေကျုပ်ကိုရှုကြည့်လိုက်ရင်ခမည်းခြေပြားထောက်မဲ့ဘဝင်မြင့်မဲ့ထောင်သွားကျုပ်တဘာဝကဒီတိုင်းပဲရှိပါတယ်အဲ့ဒီလောဘဒေါသမာနစတဲ့တရားတွေလို့ခမည်းတော်အစ္ဆဒတန်တမမှီတင်းပြီးတော့ကိန်းနေသမျှကိလေသာတရားများသည်အာသဝတရားများသည်တန်ရောစဉ်တရားများသည်ဟောသူ့တဘာဝလေးတွေနဲ့သူကိုင်းတာဖြင့်ရုပ်တရားလေးကိုသွားကြည့်လိုက်စမ်းရုပ်တရားလေးရုပ်တရားဆိုလို့ကျုပ်ဟိုးရှမ်းပြည်မြောက်ပိုင်းသွားဟောတော့ငါတကားတယောက်မေးသလိုလည်းမလုံးနဲ့ရုပ်က28ခုရှိကျုပ်ထီးချိုင်မြို့တောင်ပေါ်တက်ဖျားဖူးနေတော့ကျုပ်ဥစဉ်လေးမေးနေတယ်အဲ့ဒီတကားကရုပ်တစ်လုံးနံတစ်လုံးရဲ့ဖြစ်ပျက်ပုံငိုးတဲ့10လုံးနဲ့တဘာဝကြအောင်ဖြေစမ်းပါမေးပုံကြီးကြည့်ဗျာဖြေလို့ဖြစ်မဖြစ်အဲ့ဒီအမေးရုပ်တစ်လုံးနံတစ်လုံးရဲ့ဖြစ်ပုံကို10လုံးနဲ့ဖြေရကျုပ်ဥစဉ်လေးဖြေတော့ဖြေတာချွေးတွေပြန်ပြီးခြာလပတ်လဲ
လိုရင်းမရောက်ဘူးဒါနဲ့ကျုပ်အောက်ဆင်းသွားတော့ဦးစင်းနဲ့စကားပြောနေကြသလားလို့ဦးစင်းကလည်းသိပ်မကျေနပ်ဘူးသူမဖြေတတ်တော့ဆရာတော်တဲ့တပည့်တော်ကိုဒီတိုင်းမေးနေတယ်ဘယ်သူကမေးတာလဲဒီတကားကြီးရောက်ဗျာဘယ်လိုမေးတော့ရုပ်တစ်လုံးနံတစ်လုံးဖြစ်ပြပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေပါလို့မေးနေတယ်တကားကြီးရဲ့လို့ခမည်းကသင့်အောင်မေးစမ်းပါလို့ကဲရုပ်တစ်လုံးနံတစ်လုံးဖြစ်ပြပုံကိုကျုပ်10လုံးနဲ့သဘာဝကြအောင်ဖြေမယ်ဗျာလို့တကားကြီးရုပ်ကဘယ်နှလုံးရှိတော့ရုပ်ဘယ်နှခုရှိတော့တကားကြီးရေလို့28ခုရှိတယ်ဗျာခမည်းမေးပုံသင့်ဘူးနော်လို့ရုပ်ကိုက28လုံးရှိတာခမည်းကရုပ်တစ်လုံးနံတစ်လုံးရဲ့ဖြစ်ပြပုံကို10လုံးနဲ့ဖြေရမယ်ဆိုတော့ကဲရုပ်28ခုကိုကျုပ်အရင်ဆုံးရည်ပြအောင်လို့ရည်ပြတော့မှအဲ့ဒီ28ခုတည်းကဘယ်ရုပ်ဖြေရမှာတုံးဆိုတာကျုပ်မေးပြီးဖြေပါမယ်လို့ရုပ်28ခုကဘုန်းကြီးကျောင်းနေတုန်းကသင်္ကြိုသင်တုန်းက28ခုအကုန်ရပေသည်ခုတော့ပြောက်ကုန်ပြီတဲ့မှတ်ထားနော်တချို့ဘုန်းကြီးတွေတောင်မင်းမြောက်မင်းမေးတဲ့လူတွေရှိပါတယ်သဘာဝကြအောင်မမေးဘူးကဲရုပ်နေတော့ဗျာလို့နာငါဘယ်နှလုံးရှိတော့နာဘယ်နှလုံးရှိတော့နာငါဖရာတဲ့ဒွေးပညာသဆိုတော့52လုံးပေါ့တဲ့ခမည်းတစ်လုံးလိုနေတဲ့နတ်ကွတ်ထင်တယ်လို့ဟာဘယ်ရောက်ကုန်ပါလဲကျုပ်ကလည်းရည်စရာပြောရတာပါဤတော့ဖိုးကြီးကပြုံးတယ်လိုသလားဖရာတဲ့လိုတယ်လို့ခမည်းပြောတာစေတသိက်တင်ရှိသေးတယ်စိတ်မပါသေးဘူးလို့စိတ်တစ်ခုရုပ်90အကျေ120တပါးလို့ဆိုပေမဲ့လို့အာရမဏစိန်တေတိတိစိတ်တံအာယုံကိုကြံစီတတ်သိတတ်တဲ့သဘာဝသိတဲ့သဘောလေးကိုယူပြီးတော့စိတ်ဆိုတဲ့အမည်လေးနဲ့တစ်ခုတည်းထည့်လိုက်လို့စေတသိက်က52လုံးစိတ်ဆိုတဲ့အမည်လေးတစ်ခုတိုးလိုက်တော့နန္တေပညာသ53လုံးရှိတယ်လို့အဲ့ဒီ53လုံးနဲ့ကခမရဘယ်နံကိုဖြေရမှာတော့53လုံးကိုကျုပ်အရင်ရေတွက်ပြအောင်လို့မတွက်နိုင်တော့ဘူးဗျာတဲ့မေ့ကုန်ပြီတဲ့ဒါဖြင့်တကားကြီးရဲ့လို့နောက်များဒီအမေးမျိုးမမေးပါနဲ့သင့်အောင်မေးစမ်းပါဖယားကုသိုလ်များဟောတော်မူတဲ့နံသက်ပြက်ပုံတွေမှာအနေကတတအနေကကောတိတတသဟတဘာခောဓဋ္ဌဘောလို့ဆိုတော့မျက်စိတမိတ်လျက်တပြည့်အတွင်းမှာနံသက်တွေဟာဂရေတသိန်းကျော်မြဖြစ်ပြီးပြက်ကြပါတယ်လို့ဒီအဖြစ်ပြက်ဟာတကားကြီးအမတန်လေးများနေတော့လို့ခင်ဗျားတို့တို့အဘိညာဉ်မရှိဘူးလို့အဘိညာဉ်မရှိလို့ဒီအပြက်သဘောတွေကိုမမြင်လို့ဘင်္ဂညာမရကြတာတကားကြီးရေလို့ကျေသာအမတန်များနေတော့နံသက်ပြက်ပုံတွေသွားကြည့်မျက်စိသွားကြည့်မျက်စိဖွင့်ကြည့်ဟာရည်တွေဟာမျက်စိလေးမှိတ်ပြန်ဖွင့်ဟာရည်တွေဟာဒီရည်ပဲထင်ပေမဲ့လို့အရင်ရည်ပြောက်နောက်ရည်ရောက်ပျောက်ရောက်အမလေးကျုပ်ပြောတာကြာသေးဗျကလတ်တုံးကလတ်ခဲဓာတ်တုံးဓာတ်ခဲလေးတွေပေါင်းစပ်ပြီးတော့အာဘောလို့အခေါ်ခံရတဲ့ရေသဘာဝသည်ပိဿရေခမည်းတော်ကျွတ်တို့မျက်စိနဲ့တော့ဘယ်နည်းနဲ့မှအဲ့ဒီအပြက်ကိုမြင်လို့မရဘူးအဘိညာဉ်ရှိမှထိုခဲ့သောဂရေတသိန်းကျော်ပြက်ပုံမြန်တဲ့နံသက်ကိုမြင်နိုင်ပါတယ်မျက်စိတမိတ်အတွင်းမှာပြက်တာနော်ဂရေတသိန်းဆိုတာတန်မြင်တာမမှတ်နဲ့ကောင်းငင်မော့ကြီးဝင်းကလေးရှက်သီးပြစ်အဲ့ဒီရှက်သီးပြစ်တဲ့အခိုက်ကလေးဖြောင်းလက်ဖြောက်တစ်ခါတီးတဲ့အခိုက်ကလေးပြင်းတပြက်စီးတစ်ခါခတ်တဲ့အခိုက်ကလေးအဲ့ဒီအခိုက်ကလေးမှာဒီနံသက်တရားဂရေတသိမ့်ဖြစ်ပြီးတော့ပြက်ကြတယ်ဆိုတော့
ဘယ်ခမည်းတော်တို့အသိဉာဏ်နဲ့မြင်နိုင်မလို့တကားကြီးရဲ့ဒါကြောင့်သင့်နဲ့အမေမျိုးကိုနောက်ခါမေးပါလို့ကျုပ်အဲ့ဒီကဲ့သို့တကားကြီးတယောက်ကိုပြောခဲ့ဘူးပါတယ်ဒါကြောင့်တရားနာပြေးသားရုပ်ကလေးကိုကြည်စမ်းမှဆိုသည်28ခုတည်းကတစ်ခုခုကြည့်ပေါ့ဗျာနော်တစ်ခုခုကြည့်ပေါ့မှန်လားပြေးသားကြည့်ရုပ်ကလေးကိုကြည့်ပြန်တော့လေခင်ဗျားတို့ပြောနေတဲ့ဝါရောဓာတ်လေးကြည်စမ်းပါဗျာတတိပဋ္ဌာန်လုပ်ပြီးစိုက်ကြည့်စမ်းချက်တိုင်ကနေပြီးတော့နှာသီးပြားထွက်သွားတဲ့လေကလေးနောက်တစ်ခါနှာသီးပြားလေးတိုက်တိုးပြီးတော့ချက်တိုင်ထီအောင်ပြန်ဝင်သွားတဲ့လေကလေးပြန်ကြည့်စမ်းတိုးတဲ့တွန်းနဲ့ထောက်ကန်လှုပ်ရှားတဲ့သဘာဝလေးကြာနေရလားပြိဿရုပ်ကလေးကပြောတဲ့ကျုပ်ကိုကြည့်ပါတဲ့ကျုပ်ကတွန်းတဲ့သဘောတဲ့ခွေတဲ့သဘောတဲ့တိုးတဲ့သဘောတဲ့လှုပ်ရှားတဲ့သဘောလေးရှိတယ်တဲ့ဝါယောဓာတ်ကလေးကဒါပေမဲ့ကြာတိုးကြာလှုပ်ကြာတွန်းမနေဘူးတဲ့ကျုပ်ကလည်းကျုပ်သဘာဝကတာရှည်မနေဘူးဖြစ်ပြီးပြက်မှာနော်တဲ့ဝါယောဓာတ်လေးသွားကြည့်ရောဝါယောဓာတ်လေးကသူ့သဘောလေးကိုဒီလိုရှိတယ်ဆိုတာလာခဲ့ကျုပ်ရှုကြည့်စမ်းပါလို့လက်ရခေါ်မနေဘူးလားပြိဿဒါကြောင့်တရားတော်သည်အေဟိလာခဲ့ပတ္တရှုကြည့်နာငါလည်းကျုပ်သဘောဒီလိုရှိတယ်ယုတ်ကလည်းကျုပ်သဘောဒီလိုရှိတယ်အဲ့ဒါလိုလက်ရပြီးတော့ခေါ်နေလို့လာလှဲ့ရှုလှဲ့ကြည့်လှဲ့ဟုရဲတင်းအာမခံရှိတော်မူသောမြတ်စွာဘုရားတရားတော်ရဲ့ဂုဏ်ကိုအကာလိကဂုဏ်လို့ခေါ်သည်ဘာဂုဏ်ပါလိမ့်ပြိဿကြီးအဲ့ဒီအကာလိကဂုဏ်ကိုသဘောပေါက်သွားရင်ဘယ်နှခုပြီးသွားပါလိမ့်ဘယ်နှခုတော့4ခုဟောနောက်ဘယ်နှခုကြံနောက်နံပါတ်5ကဩပနေယိကဂုဏ်နဲ့ပြိဿဩပနေယိကဂုဏ်ပြီးဒီတရားကိုအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းမကောင်းတဲ့လောဘဒေါသမောဟမာနဒိဋ္ဌိခွာကျင်ပြီးတော့လောဘချုပ်ရဒေါသချုပ်ရမောဟချုပ်ရမာနအစရှိတဲ့အကုသိုလ်တရားတွေရဲ့ချုပ်ရဖြစ်တဲ့နိဗ္ဗာန်သို့နိကတ်စွာပို့လို့ညွတ်ကိုင်းပေးရတဲ့သဘာဝကြောင့်သူဩပနိယိကဂုဏ်လို့ဒီလိုခေါ်ပြန်တယ်ပိဿကြီးဒီတရားအထုတ်တဲ့အချိန်ခါမှာနိဗ္ဗာန်ကိုဝေးအောင်ဆောင်ခြင်းပေးတာလားနီးအောင်ဆောင်ခြင်းပေးတာနိဗ္ဗာန်ကိုနီးသွားအောင်ဆောင်ခြင်းပေးတဲ့ဂုဏ်ကိုဘာဂုဏ်ခေါ်ပါလိမ့်ဩပနေယိကဂုဏ်နေတန်တာပြီးဩပနေယိကဂုဏ်သဘောပေါက်သွားရင်5ခုပြီးသွားပြီနောက်ဘယ်နှခုကြံတော့တစ်ခုကြံတော့အဲ့ဒီတစ်ခုကပစ္စတံဝေရိတဗဂုဏ်ဘာဂုဏ်နဲ့တော့ဝေညုဟိပညာရှိတို့သည်ပစ္စတံသီတိဝေရိတဘောသိရခံစားရမယ်အာထုတ်တဲ့ပုဂ္ဂိုလ်တိုင်းကိုယ်စီကိုယ်ကခံစားရအဲ့ဒါပစ္စတံဝေရိတဗဂုဏ်အဲ့ဒီဘုရားတရားတော်ကိုကျုပ်အားထုတ်မယ်ပရိသတ်ကြီးသိပါမလားမသိဘူးအားထုတ်တဲ့ကျုပ်ပဲသိမယ်ကဲဒါဖြင့်တရားနာပရိသတ်ကြီးအားထုတ်တဲ့ကျုပ်ကသိပါကဲဒါဖြင့်ခုဆရာတော်သံဃာတော်တွေပရိယတ်တွေသင်ကြားနေတယ်ခမည်းတော်သိရအလုံးမသိတာသင်မှမသိမဲနဲ့ဟိုသင်တဲ့ဆရာတော်တွေပဲသိမယ်ပေါ့သင်တဲ့သံဃာတော်တွေပဲသိမယ်ပေါ့ဒါကြောင့်ဘုရားတရားတော်ကလေကိုယ်စီကိုယ်ကအားထုတ်တဲ့ပုဂ္ဂိုလ်လှုပ်တဲ့ပုဂ္ဂိုလ်တိုင်းအသီးကိုယ်ဉာဏ်ကလေးနဲ့ကိုမြင်နိုင်သိနိုင်ခံစားနိုင်တဲ့သဘာဝရှိလို့ဘာကုန်ပါလိမ့်ညာဘာပြောလိုက်မှမသိဘာကုန်နဲ့ပြီးသားသားလေးလှုပ်ပါဟိုးနောက်ကပရိသတ်ကြီးရှေ့ကလူတွေဖြေတာကိုငြိမ်ငြိမ်လေးနားထောင်နော်ရလားမဟုတ်ဘူးလှမ်းအော်နေမှာစိုးလို့ကြိုက်တဲ့ဩဇာမျိုးပဲပေးရအကုန်လုံးဖြေတဲ့ခြင်းနဲ့ကျုပ်ကတရားနာပြီးငြိမ်နေတဲ့ငြိမ်ငြိမ်လေးတရားနာနေတာကဓမ္မသဝနာကုသိုလ်ဒီတိုင်းခေါ်အတန်ကလေးတွေထွက်ပြီးတော့ဖြေတာကဓမ္မဒေသနာကုသိုလ်ခေါ်တယ်ကျုပ်ကပရိသတ်ကြီးဒီကနေ့ကုသိုလ်2မျိုးရစေခြင်းနဲ့ပရိသတ်ရဲ့ပရိသတ်ကြီးကုသိုလ်1မျိုးတည်းလိုချင်သလား2မျိုးလိုချင်သလားမြန်မြန်ကြီးဟောစမ်းမဟောနောက်ကပရိသတ်ကြီး1မျိုးတည်းလိုချင်လား2မျိုးလိုချင်သလား
မနေနိုင်ဘူးဆွဲခေါ်တော့နည်းနည်းတော့ပါလားနှမျိုးလိုချင်ငြိမ်ငြိမ်လေးနာရမှာလားအတန်ထွက်နာရမှာအတန်ထွက်နာကြပေါ့ဒါပတိတရားစံဆိုတော့ရှက်တတ်အဝေတဗာမိဘာယတိပါဠိတဗေနဘာယရေဘယဘယဝိမုံလာတေတံတိဒုက္ခနလပတိတဲ့ဘုရားကရှက်တဲ့ရှက်ထိုက်တဲ့တရားကြတော့မရှက်ဘူးမရှက်တဲ့မရှက်ထိုက်တဲ့နေရာကြတော့ရှက်နေတယ်ကြောက်တဲ့ကြောက်ထိုက်တဲ့တရားကြတော့မကြောက်ဘူးမကြောက်တဲ့မကြောက်ထိုက်တဲ့တရားကြတော့ကြောက်နေတယ်အရှက်မှားအကြောက်မှားနေရင်ဘုရားကိုယ်တော်မြတ်ကတံတိဒုက္ခနလပတိအင်းငိမ့်ချမ်းသာရေးဆိုတဲ့နိဗ္ဗာန်ကိုဘယ်တော့မှမရတဲ့ရပါမလားပြိဿတရားသာထွက်ရမှာကြရှက်တရားသာထွက်ရမှာကြလန့်မဖြေခြင်းလို့မဟုတ်ပါဘူးတဲ့ကိုတယောက်တည်းခြုံမှားသွားရှက်စရာကြီးတရားသာကြရှက်တရားထဲထမိန်ကလေးဖင်ချိတ်အိမ်ကြီးလက်ကလေးမှခါလေးထောက်ဟဲ့ငါလိုကောင်မတတိရှိထိကြည့်စမ်းဆိုတာကြတော့သူတို့အရှက်တွေဘယ်ရောက်မှမသိဘူးအဲ့ဒါမျိုးကြတော့မရှက်ဘူးတရားနာပြိဿမှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးအတန်လေးတွေထွက်ပြီးတော့နှမျိုးစလုံးကုသိုလ်ကိုပြိဿကြီးအကုန်လုံးကိုယ်စီကိုငါကြုတ်ရစေခြင်းနဲ့ပြိဿကြီးအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းကိုယ်စီကိုငါအသိခံစားရတဲ့ဂုဏ်ကိုဘာဂုဏ်လို့ခေါ်ပါလဲပစ္စတံဝေရိတဗဂုံလို့ခေါ်ပါတယ်ဗျာဗါတဲ့အဲ့ဒီဂုံတော်6ပါးနဲ့ပြည့်စုံတာတွေကိုဘာလို့ခေါ်တော့ကိစ္စဘာလို့ခေါ်တော့ဟုတ်ဘူးအဲ့ဒီဂုံတော်6ပါးနဲ့ပြည့်စုံတာတွေကိုဘာလို့ခေါ်တော့မျက်စိမလဲတာမနဲ့လဲထွက်သွားသေးတယ်တရားလို့ခေါ်ပါတယ်ဗျာတရားကဂုံပဲနှပါးရှိအာထုတ်တဲ့ယောဂီပုဂ္ဂိုလ်တိုင်းမိမိအာထုတ်တဲ့တရားဒီဂုံ6ပါးရှိမရှိစစ်ကြည့်ပါဒီဂုံ6ပါးရှိမရှိဉာဏ်ကလေးနဲ့မြင်အောင်ကြည့်ပါအဲ့ဒီဂုံ6ပါးရှိနေရင်တော့ဖြင့်ဒါတရားအစစ်ပဲလို့သူများသွားမမေးနဲ့တော့သူများပြောတဲ့အတိုင်းကြီးယုံမနေနဲ့တော့အရှင်ဘုရားပြောလိုက်တာကမြင်တပ်ပညုမြတ်စွာဘုရားရဲ့တပ်ပညုတဉာဏ်တော်ကြီးလည်းမဟုတ်ဘဲနဲ့တိတတ်တိနားလေတဲ့ဆရာတွေပြောတဲ့စကားကိုပါနားမထောင်နဲ့လို့ဆရာကိုပယ်တဲ့စကားလားဘုရားလို့လဲဘယုတ်ဒုက္ခတော့မထင်လိုက်နဲ့ဘယုတ်ဒုက္ခတော့မထင်လိုက်နဲ့ဆရာပယ်တာမဟုတ်ဘူးအဲ့ဒီဆရာကလေဟောနီးပေးယုံမဲ့သိဒီကုံတော်6ပါးပြည့်စုံအောင်ရရှိမှာကအာထုတ်တဲ့ပုဂ္ဂိုလ်သဘောပေါက်ရဲ့ဆရာမပယ်ကောင်းပါဘူးကျွတ်တို့လဲဆရာနဲ့ဘုရားတရားသံဃာမိဘဆရာသမားအနန္တ၅ပါးကိုကျုပ်ညာတိုင်းရှ िख ိုးခိုင်းနေပါသည်ကျုပ်ကိုယ်တိုင်လည်းရှ िख ိုးနေပါသည်မှန်လားပြိဿကြီးဆရာပယ်ဖို့ပြောတာလားဂုဏ်တော်6ပါးပါစေခြင်းလို့ပြောတာလားပြိဿမဟုတ်ဘူးသူများပြောတာနဲ့တချို့ကယုံတတ်လွန်းလို့မင်းกว่าတဲ့45ရက်လောက်ဆိုရင်ပြီးပြီတဲ့အဲပြီးပြီတဲ့ပြိဿယုံရလားအဲ့ဒါမျိုးကြတော့မင်းกว่าတဲ့ငါပြလိုက်ပါမယ်တဲ့9ရက်ဆိုရင်မင်းပေါက်ပါဟာတဲ့ကဲ9ရက်ထဲနဲ့ပေါက်ပါမလားဟိုပေါက်ကတော့ရှိတာပေါ့9ရက်ထဲနဲ့ပေါက်ပဲတဲ့တစ်လလောက်နေပြီးပဲတဲ့တစ်နှစ်လောက်နေကုန်ပဲတဲ့ကြိုးကြိုပြီးတော့အဲ့ဒီလိုပြောတဲ့စကားတွေကိုမယုံနဲ့တဲ့ဘုရားကမှန်ရလားပြိဿအော်ကမ္မထမ်းပြတဲ့ဆရာတွေကိုပုတ်ခတ်တယ်လို့လဲအဖျားဆို့ပြီးလှုပ်ဇက်နဲ့တော့ကြုံမပြောလိုက်နဲ့တကယ်စေရနာနဲ့တရားနာပြိဿသူများပုတ်ခတ်ဖို့ကျွတ်တို့တဆန်းကြီးမြမိမိစိတ်ထဲမှာမထားခဲ့ပါဘူးဓမ္မဂတိကလှုပ်တဲ့ချိန်ခါမှာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်နဲ့တကွာသာသနာရေးဘာသာရေးပညာရေးစီးပွားရေးလူမျိုးရေးအသင်းဖွဲ့ခိုင်ကနပုဂ္ဂိုလ်ရေးဘယ်သူမှမပုတ်ခတ်ခဲ့ပါဘူးအနှစ်20ကျော်လာပါစေရနာနဲ့တော့ဖြင့်တိုက်တွန်းပါမပြေးတော့ကာယရှိပုတ်ခတ်တယ်လို့ထင်သွားမှဆိုလို့ကျုပ်ပြောနေပါတယ်သဘောပေါက်ရလားပြိဿကြီးအော်ဒီပြဟာမကြီးနဲ့လေတရားနာပြိဿကြိုးကြိုပြီးပြောတဲ့စကားလေးမယုံမှုဘုရားကိုယ်တော်မြတ်ဝါတိစတခေါ်တဲ့သုတ်တံမှာဟောခဲ့ပါ
ဧသာကြီးဘာသုတ်တန်နော်တိုတိုလေးကြုတ်ဖြတ်ပြောမယ်တိုတိုလေးဝါတိဇတသုတ်တန်ဘာသုတ်တန်နဲ့အဲ့ဒါမြန်မာလိုပြန်တော့ကျွတ်တို့ပဲခုရိုးဥပမာပေးတဲ့သုတ်တန်တဲ့ပြိဿဘာဥပမာပေးတဲ့သုတ်တန်နော်ကံပြိဿကြီးကြုံမေးမယ်ပေါ့ဒါကျုပ်လုံးစခင်းတဲ့သုတ်တံမဟုတ်ပါဘူးဘုရားဟောတဲ့သုတ်တံလက်သမားတွေပဲခုရိုးလေးကိုင်းကိုင်းပြီးမရိုက်ဘူးလားပြိဿပဲခုရိုးလေးကိုင်းကိုင်းပြီးမခုတ်ဘူးလားပြိဿအဲ့ဒီလိုရိုက်ယုံခုတ်ယုံကိုင်းယုံလေးနဲ့ပဲခုရိုးလေးလက်နဲ့ကိုင်းတာလေးနဲ့ရော့မလားပြိဿရော့ဘူးတဲ့ခင်ဗျားတို့ကပြိဿကြီးပဲခုရိုးလေးလက်နဲ့ကိုင်းယုံလေးနဲ့ကုံမလားရော့လိုက်မယ်ကုံလိုက်မယ်လို့ဟောထင်သလားမထင်မေသည်ကျုပ်ပြန်မေးမယ်ပဲခုရိုးလေးလက်နဲ့ကိုင်းကိုင်းပြီးရိုက်ပါများတော့လက်ကိုင်းတဲ့နေရာလက်ချောင်းရလေးတွေခြိုက်မလာဘူးလားကိစ္စရော့လို့ခြိုက်တာလားမရော့လို့ခြိုက်တာလားခုနရော်ဘူးဆိုခမည်းတော်စကားတယ်ခမည်းတော်စဉ်းစားတော့ပေးစာကြီးကုံလို့ခြိုက်တာလားမကုံလို့ခြိုက်တာလားခုနကုံဘူးဆိုဖယားကဟောတဲ့တရားနော်ပြန်ရှင်းပေးမယ်ရှိသားတော်ပဲခုရိုးလေးကိုကြည့်ကြကွဲ့တဲ့လက်သမားများလက်ကလေးနဲ့ကင်ပြီးတော့ရိုက်ယုံကလေးနဲ့ကုံလိုက်မယ်လို့လည်းမထင်ကုံတယ်လို့မပြောရော့လိုက်မယ်လို့လည်းမထင်ရော့တယ်လို့မပြောဒါပေမဲ့လို့ကင်မများလို့လက်ချောင်းရလေးတွေချိုင်သွားတာမြင်တော့မှဩကုံတကိုရော့တကိုဆိုတာရော့ပြီးမှကုံပြီးမှသိတဲ့သဘောပါကွယ်တို့မကုံခင်မရော့ခင်ကြိုးကြိုပြီးတော့လက်နဲ့ကင်ယုံလေးနဲ့ကုံတယ်ရော့တယ်လို့ပဲကိုရိုးလေးပြောလို့ရကိုမရဘူးချစ်သားတို့အဲ့ဒီလိုပဲတဲ့ငါဖရာတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေအာသဝတရားကုံတယ်ဆိုတဲ့နေရာတရားပေါက်တယ်ဆိုတဲ့နေရာပေါ့ဗျာပဲကိုရိုးလေးမရော့ခင်မကုံခင်ကကြိုပြောလို့မရသလိုဟဲ့တို့တရားအထုတ်တာ45ရက်လောက်နေရင်ပြီးပြီတလလောက်ဆိုရင်ပေါက်ပြီတစ်နှစ်လောက်ဆိုရင်ကုန်ပြီလို့ကြိုးကြိုမပြောကြနဲ့ခြေသားတို့ဟုတ်ကိုမဟုတ်ပါဘူးကွယ်တို့ကံသဘောပေါက်ရဲ့လားဗျာဒါကြောင့်တရားနာပရိသတ်အဲ့ဒီတရားကိုအဲ့ဒီလိုကြိုပြောပြီးတော့အထင်မကြီးပဲနဲ့တကယ်တော့အထုတ်ကြစမ်းပါအသမိမာနမဝင်ကြစမ်းပါနဲ့အသမိမာနဆိုတာဘဝင်နဲ့ခြေပြားထောက်တာပြောတယ်ကျေသာအသမိမာနဆိုတာဘာတော့ဟောကျုပ်ပဲသုတ်တန်နဲ့ပါလိမ့်ဟောထားတာဓာရုခန္ဓောပမထင်ပါရဲ့တိတုံးကြီးဥပမာပေးတဲ့သုတ်တန်နဲ့ကျုပ်ဟောပါတယ်တရားနာပိဋကကုန်းမော်မှာမတင်းရင်ဆိုတဲ့သဘောလေးကုန်းမော်တင်းနေဆိုတာအသမိမာနဘဝင်မြင့်ခြေပြားထောက်ဒါကြောင့်တရားနာပိဋကကြီးအသမိမာနအထင်ကြီးပြီးတော့အဲ့ဒါလို့သူများနဲ့ငါနဲ့ရှင်လိုက်ရင်သူများထက်ငါကသာတယ်ထင်အတ္တမိမာနဘဝင်မြင့်ကုန်းတင်တာနိဗ္ဗာန်မရောက်ပါဘူးဗျာတို့ရောက်ရလားပြိဿအဲ့ဒီဘဝင်နေပေးချိတ်ခုံတော်9ပါးနဲ့ပြည့်စုံအောင်သာကိုတရားကိုစစ်တမ်းထုတ်ကြတော့သဘောပေါက်ရလားပြုတ်အဲသဘောပေါက်ကြဗျတရားထွက်ဒီနေ့ခုံတော်6ပါးနဲ့ရှေ့ပိုင်းမှာအနည်းငယ်ပေါ့လေတရားဝဲဆက်ရတာလည်းနည်းနည်းအချိန်နှောင်းလို့ခေတ္တခဏဘုန်းကြီးနားတဲ့အချိန်မှလည်းကြိုးစားပြီးတော့ခင်ဗျားတို့လှူကြတန်းကြပါလှူတန်းဆိုနည်းနည်းစည်ရင်လေးပါသွားအောင်ပေါ့အမီလေးဖော်နိုင်အောင်ပေါ့ဒါကြောင့်စည်ရင်လေးပါသွားအောင်နောက်ကြရင်တော့အမီဖော်နိုင်မယ်မဟုတ်ဘူးပေါ့ဘေးသားကြီးနောက်ကြရင်အမီဖော်နိုင်မှာမလားကဲအမီမဖော်နိုင်တာလေးကြုတ်ပြောအောင်မယ်မနာခင်နည်းနည်း9မိနစ်လောက်ပေါ့ဗမာပြည်ကကိုတော်ကြီးတစ်ပါးဘယ်ကကိုတော်ကြီးတို့ဗမာပြည်ကဘုန်းကြီးတို့မှဟဲ့ရှမ်းပြည်သွားသာသနာပြုရှမ်းနေကိုးကွယ်လိုက်ကြတာတရားနာပိဋက၄ပြင်၄ကြရှမ်းနေကိုးကွယ်လို့အာမရခင်ကိုတော်ကြီးပြန်တော်မူပြီးလူလိုပြောရင်သေပြီးငိုကြတဲ့အရှိပြင်ကလာကြအလောင်းကောင်းနဲ့တိုက်ပြီးတော့ဆရာတော်ဘုရားအော်ဆရာတော်ဘုရားရဲ့ငိုပြီးမင်းသမီးတွေအေးရင်ကျူးသလိုနေမှာပေါ့ကြားဘူးတယ်မဟုတ်လားပြိဿ
ဘုန်းတော်ရဲ့ဓမ္မချစ်ရှင်ဆရာတော်ဘုရားရဲ့ငိုကြတို့သခင်ကိုထက်ခွင်စံကြောင်းနာအပေါင်းငါဖျားရောက်ညာစဉ်ဟမလေးနတ်ဒီမတရားသဖြင့်တို့ဆရာတော်ပြညာရတဲ့တူပါရဲ့တို့သခင်ကိုထက်ခွင်စံကြောင်းနာအပေါင်းငါဖျားရောက်ညာစဉ်ပြေဆောင်ငါသွားအပူတွေပွားပါပြီများလို့ရှိနော်မများလို့ရှိငိုကြတော့ပေါ့ဗျာအရှိပြင်းပြေးတာဗျာငိုနေတာတော့အပြည့်မဟုတ်ဘူးပြေးတာကိုင်းလူကြီးလောက်တဲ့လူကပြောတယ်ဟဲ့မငိုကြနဲ့မင်းတို့ကငါလည်းငိုခြင်းနဲ့ကွခေါင်းကဆံမင်းတော်တွေသာကိုးကွယ်ရအောင်ရိပ်ယူခဲ့ကြဆံမင်းတွေရိပ်ယူသွားအရှိပြင်းဘာတွေရိပ်ယူသွားလာပြီသူတို့တဲ့နောက်ကြတဲ့တောင်ပြင်းသူတို့ကလည်းငိုခြင်းနဲ့ပူပင်အပူပင်ရကဲဖေးနိုင်ရခဲလှကြီးလောင်ဆွဲမိစားဟမလေးတပည့်တော်တို့ဝင်းနဲ့မိတွေလောင်ကုန်ပြီဗျာချိန်သိမ်းမှလည်းဆရာသခင်တို့အရှင်မြတ်ကိုမပင့်တာအင်းကိုဆင်းရင်ကတွေးပါလို့ဆွေလျက်ပူမအေးနိုင်ဘူးတဲ့မအေးနိုင်သူတွေပါဖယားရှေ့တော့ရှေ့ကြီးပေါ့ဗျာကိုယ့်ဘောက်ကိုဆွဲကြဘုန်းကြီးဆွဲမကောင်းဘူးခင်ဗျားတို့လူလည်းမဆွဲရင်အိမ်ကြောင့်မှဆွဲအသာပြောတာရမ်းကြီးမနေနဲ့ပြဘယ်နဲ့ဟာလေးတို့အသာဆိုတော့မှားတတ်တဲ့လူတွေရှက်เสียကြီးကဲကြည်တရားနာပြေးတာငိုရောတောင်မြင်ကလူကြီးလို့တဲ့လူကဟဲ့မင်းတို့ငါလည်းငိုခြင်းနဲ့ခေါင်းပေါ်ကဆံမင်ရိပ်ကြဆိုတော့ဘယ်ပြင်ကယူသွားရှေ့ပြင်ကယူသွားအရှေ့ပြင်ကယူသွားတော့တောင်မြင်ကလူကြီးကဂိုင်းကွယ်ကိုးကွယ်ရတာလို့ရင်ဟဲ့ငါလူတို့ဆံပင်မရှိရင်မျက်ခုံးဝေးတော်တွေရေးယူခဲ့ကြဘေးလာကြီးတောင်မြင်ကဘာတွေယူသွားတော့တော်သေးတာပေါ့နောက်ကြတော့မျက်ခုံးဝေးတော့ရသေးနောက်သူတို့တဲ့နောက်ကြတဲ့အနောက်ပြင်ကလာပြန်ပြီပြိဿအပြင်လည်းမှတ်ထားလွဲနေဦးအနောက်ပြင်ကလည်းငိုချင်းနဲ့ဖြေနိုင်အဖြစ်နိုင်မှာပဲထလို့သာကဲပါပြီနတ်ပွဲသဘင်ဟမလေးတို့ဆရာတော်မတရားသဖြင့်ပင်လို့နတ်ပြည်တက်ပြီးတော့တရားဆွဲခြင်းရဲ့လို့အဖြစ်နိုင်မှာပဲထလို့သာကဲပါပြီနတ်ပွဲသဘင်ဝရီခွင်ဝဲပြုရွှင်စံသောနာအမြောင်းနဲ့စကားချစ်တဲ့အော်နဲ့ရှုံးလွတ်တော်ရုံမှာချိန်အောင်ငယ်ချင်းမခင်နိုင်မဲ့တရားသာဆွဲခြင်းတော့အသေးနာလေးတဲ့မအသေးနာပါတယ်ဖယားနေကြီးနဲ့မှကောင်းတာဟုတ်တယ်ကျုပ်တစ်ပါးတဲ့6ကကကဲငိုရောပရိသအနောက်ပြင်ကလူကြီးလို့တဲ့လူကဟဲ့မငိုကြနဲ့ခေါင်းကဆံမင်ရိပ်ကြကွယ်အရှိပြင်ကယူသွားလို့မရှိဘူးရှိရလားပရိသဝဲဆံမင်မရှိမြတ်ခုံးဝေးတော့ရိပ်ကြဘယ်ကယူသွားလဲတောင်ပြင်ကယူသွားတော့မြတ်ခုံးမွေးရလည်းမရှိဒီတော့လူကြီးလို့တဲ့လူကဟဲ့ငါလူတို့ဆံမင်ကလည်းမရှိမြက်ခုံးဝေတော်ကလည်းမရှိတို့ကနောက်ကြတယ်ဟဲ့ငါလူတို့နောက်ကြတယ်ကဲကွယ်ကိုးကွယ်ရတာလို့ရင်ဆံမင်းတော်မရှိမြက်ခုံးဝေတော်မရှိရင်ဖြင့်ဟဲ့ငါလူတို့ရိုင်းမွေးတော်ရဲ့ယူခဲ့ရပါသွားပြီပြိဿပါသွားပါလားလာပြန်ပြီသူတို့တဲ့နောက်ကြတဲ့မြောက်ပြင်သူတို့ကလည်းငိုချင်းနဲ့ပြိဿမညှမတနာတက္ကများနဲ့ခါစားဝကြဆရာတော်ဘုရားရဲ့အမလီတပည့်တော်တို့ဆောင်းကလေးကောင်းမတင်ပြီးတော့နေစဉ်နဲ့ညကိုးကွယ်တာမငဲ့တော့ဘူးလားရဲ့လို့ကျိုးဟိုမိန်းကလေးတွေငိုတာပြောနေတာနော်ခင်မချိုတော့မိမမဟုတ်ဘူးငိုပြီးပြိဿရဲ့မညှမတနာတက္ကများနဲ့ခါစားဝကြဒီလိုကိုရှုံးသွေးဖက်တဲ့တကယ်
လေးဟိမာလို့ဇာသိလူဘုံတရားတော်များဟောဖို့ကြသမျှနား၌ဆွဲထုံအာယုံတော်မွေးပဲတော်မမေ့နိုင်ဘူးတမြင့်မြင့်လုံးစိတ်တွေဆွဲပါလို့မြဲတဲ့ဘုံနဲ့မမြဲတဲ့ဘုံမှာဖယားတလောက်ကောင်းတဲ့ဘုန်းကြီးပြန်ရှိအေးရင်ကျူလာငါနေဒုက္ခဟုတ်တယ်ဘုန်းကြီးပြန်နေလိုက်ပင်းလို့အတော်တိတ်နေရကိုင်းတရားနာပိဋကငိုရောပြုတ်လူကြီးလုံးတဲ့လူကဟဲမငိုကြနဲ့ဆံမင်ရိပ်ကြကွဲဆိုတော့ရှိသေးလားဘယ်အယူသွားဆံမင်မရှိမြဲခုံမွေးတော့ရိပ်ကြဆိုတော့ရှိသေးလားဘယ်ကယူသွားမြဲခုံမွေးတော့မရှိဂျိုင်းမွေးတော့ရိပ်ကြဆိုတော့ရှိသေးလားကိုင်းကုန်ပြီသူတို့ကနောက်ကြတယ်လူကြီးလို့တဲ့လူကဟဲ့ငါလူတို့ဆာမင်ကလည်းမရှိမြက်ခုံးမွေးကလည်းမရှိဂျိုင်းမွေးတော်ကလည်းမရှိဒါပေမဲ့တို့ဆရာတော်တို့ကြည်ညိုတဲ့ဘာမှမရဘဲနဲ့ပြန်သွားလို့မဖြစ်ဘူးတခုခုတော့ရမှာဖြစ်မယ်ဟဲ့ငါလူတို့တခုခုတော့ရမှာဖြစ်မယ်ဝဲတို့ကနောက်ကြတာကိုဆံပင်မရှိမြက်ခုံးမွေးမရှိဂျိုင်းမွေးတော့မရှိရင်ဖြင့်ဟဲ့ငါလူတို့ရှိတာတွေပဲရဲ့ယူခဲ့ကြအိုင်ပါသွားနောက်ကြတာကိုဘိဿရဲ့ဇာပနာနေကြတော့လာကြတော့တန်ကြက်နဲ့ပြတ်တတ်နဲ့ကိုပြတ်တတ်လေးကိုအမိခေါ်လာကြအရှိပြင်ကလည်းတန်ကြက်နဲ့တို့ဆံမင်းတို့ပြတ်တတ်ကြီးကရိမ့်နိုင်တော့လားဆံမင်းပြတ်တတ်နဲ့အမိလေးဖော်ပြီးတော့လာတဲ့တောင်မြင်ကလည်းပြတ်တတ်နဲ့တို့မြက်ခုံးမွေးတော့ပြတ်တတ်ကြီးကရိမ့်နိုင်တော့လားမြက်ခုံးမွေးပြတ်တတ်နဲ့အနောက်ပြင်ကလည်းပြတ်တတ်နဲ့ပြီးတော့တန်ကြက်နဲ့ဟေးတို့ဂျိုင်းမွေးအများပြတ်တတ်နဲ့ပေါ့သူပြတ်တတ်နဲ့သူအော်လာကြမြောက်ပြင်ကလည်းလာတယ်ပြိဿတန်ကြက်နဲ့ပြီးတော့ပြတ်တတ်နဲ့မြောက်ပြင်ကဟေးသူများဏိဒန်းတလောက်မချက်ဘူးသူတို့ကဏိဒန်းအရှိကြီးနောက်ပိုင်းတိုးတိုးနဲ့သိရင်လို့ဟေးသူပြတ်တတ်ကြီးကဘာပြတ်မှမလားမသိဘူးနောက်ကြတော့အမိရမဖော်နိုင်ဘူးပေးကကြီးဖော်နိုင်ရဲ့လားဒီတော့ဂျာနီကံပရိသတ်တိဒီကနေ့ညပရိသတ်ကြီးမြောက်ပြင်လို့များဖြစ်ချင်သလားမြောက်ပြင်လို့မဖြစ်ချင်ရင်လက်ပြင်ထားကြပါနှစ်ညရှိပြီ9ချက်30 45ချက်တွေတခန်းတွေ900တွေလှူဒန်းလိုက်ကြတာကြုံရိုက်လို့မှငါတက်ဆန်းသမျှစရင်လေးပါမသွားရင်တော့မြောက်ပြင်လို့အမိမဖော်ပဲဖြစ်လိမ့်မနော်မှန်လားပြိဿကြီးကဲခိတ္တရဆိုင်လို့ဟာပတိုင်းပေးမဲ့ဖြတ်ပိုင်းကလေးတွေနဲ့လှူကြပါဗျာပမာရိနာမမေ့မလျော်မပေါ့မဆန်းသောတတိတရားဖြင့်တံပါဒေထမိမိတို့ရည်မှန်းသမျှလွယ်တဲ့ကူပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ကြိုးစားပြီးတော့မြောက်ပြင်လို့မဖြစ်ရအောင်လှူဒန်းနိုင်ကြပါစေကုန်သတည်း